ကိုရေးတဲ့မြင်းကိုကိုတာဝန်ယူရမယ်ဒီနေ့မှာကျွန်တော်ကိုတင်တန်းသားမဟုတ်တဲ့တယောက်ကလာပြီးတော့မေးပါတယ်ကျွန်တော်ကတော့တင်တန်းတက်မှာမဟုတ်ဘူးဒါပေမဲ့အခုမှပုံဆွဲလေ့ကျင့်မယ်ပကြီးပညာအောင်တော့တက်ချင်တယ်ဘာမှပုံမဆွဲတတ်သေးဘူးဆိုတော့အခုမှပုံဆွဲလေ့ကျင့်မယ်ဘယ်ကနေစပြီးတော့လေ့ကျင့်ရမှာလဲဆိုပြီးတော့ကျွန်တော်ကိုမေးလာပါတယ်ဆိုတော့ကျွန်တော်တို့လေ့ကျင့်ရမယ့်အကြောင်းအရာတင်တန်းမတက်တဲ့ညီကောင်မောင်နှမတွေအတွက်ကိုဒီနေ့မှာဝေမျှပေးပါမယ်ဟုတ်ပြီပုံစဆွဲတော့မယ်ဆိုရင်ဘာတွေကိုစလေ့ကျင့်ရမှာလဲဒါကတော့အများအားပြောနေကြစကားအတိုင်းပဲကျွန်တော်တို့မြင်းချောင်းတွေကိုစပြီးတော့လေ့ကျင့်ရတယ်နော်အဲ့တော့ကိုရေးတဲ့မြင်းကိုတော့ကိုကတာဝန်ယူရတယ်အဲ့ဒါဘာကိုပြောတာလဲဆိုတော့ကိုကဒီမြင်းတစ်ချောင်းကိုရေးလိုက်တယ်မြင်းမတ်တစ်ချောင်းကိုရေးလိုက်တဲ့အခါမှာဒီမြင်းမတ်ကဘာကြောင့်ရေးရတယ်နော်မြင်းမတ်ဆိုတာဒီတစ်ချောင်းကိုရေးလိုက်တော့ဒါကကျွန်တော်တို့ကဒီမြင်းမတ်လေးတစ်ချောင်းဆွဲလိုက်မယ်ဆိုတာကိုမရဘူးနော်ဒီမြင်းမတ်ကဘာကြောင့်ဆွဲရတယ်နော်အဲ့တော့မြင်းမတ်ဆိုတာကျွန်တော်အရက်ကိုတိုင်းတာတာအဲ့တော့အရက်ကိုတိုင်းတာတာဆိုတော့အရက်ကစောင်းနေပါမလားနော်အဆောင်လားအတဲ့လားအဲ့တော့စဉ်းစားပါအဲ့တော့စောင်းနေတာမဟုတ်ဘူးတက်တက်လေးကိုစုံဖြတ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကအတဲ့ကိုပဲယူမယ်နော်မြင်းမတ်ဆိုရင်ဘယ်လိုလဲတက်တက်လေးပဲသူကယူမယ်ပေါ့မြင်းမတ်ကိုအတဲ့လို့ခေါ်တယ်အဆောင်ကိုမြင်းမတ်လို့မခေါ်ဘူးနော်အဲ့ဒါသိရမယ်နောက်တစ်ခုကမြင်းလဲပေါ့နော်မြင်းလဲဆိုတာကတော့ဒီလိုအလဲရလိုက်မြင်းကိုခေါ်တာဖြစ်ပါတယ်နော်အဲ့တော့မြင်းလဲကအလဲရလိုက်မြင်းဟုတ်ပြီအဲ့ဒီအလဲရလိုက်မြင်းကဘာလဲဆိုတော့အကျဲအတဲ့ပေါ့နော်အဲ့ဒါလည်းတက်တက်လေးပဲသူကအဆောင်ကိုတော့မခေါ်ဘူးအလဲရတွေနော်အလျားတွေဒီအပေါ်ထောင်တဲ့ဒီအလျားအနံတွေကလုံးဝကိုဖြောင်းစင်းနေရမယ်လုံးဝဆိုင်းစောင်းရိုင်လို့မရဘူးပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကမြင်းမတ်တို့မြင်းလဲလို့ခေါ်တာပါမြင်းဆောင်ကြတော့ဒီကဘယ်ဆောင်ညာဆောင်ပေါ့နှစ်ဖက်ဆောင်လို့ရတယ်ပေါ့နော်အဲ့ဒါကိုတော့ကျွန်တော်တို့ကမြင်းဆောင်လို့ခေါ်တာပေါ့နော်အဲ့တော့ဒီမြင်းဆောင်ဆိုတဲ့နေရာမှာမှသူကစောင်းပါလေနော်မြင်းမတ်တို့မြင်းလဲတို့ဆိုရင်လုံးဝစောင်းလို့မရပါဘူးနော်မြင်းဆောင်ရဲ့အဓိပ္ပာယ်ကပါလေသူကအဆောင်တို့ဒါမှမဟုတ်ရင်ကျွန်တော်ရိုင်လဲနေတာပေါ့နော်သူကအဆောင်မြင်းလို့လည်းခေါ်တယ်ပြီးရင်ရိုင်လဲတဲ့မြင်းပေါ့နော်ဒီလိုနေရာမှာကျွန်တော်တို့ဒီမြင်းလေးတွေကိုဒီလိုတုံးတယ်ပေါ့နော်ဘာကြောင့်ဒီမြင်းတွေကိုလေ့ကျင့်ရတာလဲဆိုတော့ကျွန်တော်တို့ကဒီပုံတံလေးတွေရှိတ်ဆိုတဲ့ပုံတံလေးတွေကိုဖော်တာပေါ့နော်ပုံတံလေးတွေဖော်ဖို့အတွက်ကဒီမြင်းချောင်းလေးတွေနဲ့ကျွန်တော်တို့ကပုံဖော်သွားတာနော်ပုံတံလေးတွေကဘာတွေရှိရလဲပုံတံဆိုတာကတော့အများကြီးရှိတယ်ဒါပေမဲ့ကျွန်တော်တို့ကအများကြီးလိုက်ပြီးပြောနေဖို့ကမောတယ်နော်တတိကအဝိုင်း၄တောင်ဒီ၃မျိုးရှိမယ်တတိကံဆိုတဲ့အုပ်စုထဲမှာလည်းဒီတတိကံကလဲနေတာပဲဖြစ်ဖြစ်ထောင်နေတာပဲဖြစ်ဖြစ်ဇောက်ထိုးဖြစ်နေတာပဲဖြစ်အားလုံးကိုသူကတတိကံဆိုတဲ့ဒီတစ်ခုတည်းကိုပဲခေါ်လိုက်တာပေါ့နော်အဝိုင်းဆိုတဲ့နေရာမှာလည်းအဘဲဥလေးတွေရှိမယ်တေးသေးလေးတွေရှိမယ်နော်အဲ့ဒါကိုလည်းကျွန်တော်တို့ကဒီအဝိုင်းဆိုပြီးတော့တတ်မှတ်လိုက်တယ်အဲ့ဒီအုပ်စုထဲမှာပေါ့၄တောင်ဆိုတဲ့နေရာမှာလည်းအဲ့လိုပဲတေးသေးလေးတွေကြီးကြီးလေးတွေစောင်းစောင်းရိုင်ရိုင်လေးတွေနော်ဘလို့အနေထားပဲဖြစ်ဖြစ်သူက၄တောင်ဆိုတဲ့ပုံတန်လေးတွေကျွန်တော်ဖန်တီးဖို့အတွက်ကိုဒီလိုခေါ်လိုက်တာပေါ့နော်ဒါဆိုရင်ဒီမှာကျွန်တော်တို့အလဲမှာဒီမှာ၄တောင်လေးရှိမယ်အပေါ်မှာကျွန်တော်တို့တတိကံလေးရှိမယ်ကဲအဲ့ဒါလေးမျက်လုံးထဲမှာကျွန်တော်တို့မြင်တတ်ရတယ်ပုံတွေဆွဲမယ်အဲ့လိုမြင်တတ်ဖို့ကမြင်လဲမြင်တတ်မယ်ဒီလိုမြင်းဖြောင်းတွေကိုဆွဲတတ်ဖို့ကလည်းကျွန်တော်မြင်းချောင်းတွေကိုဖြောင်းစင်းနေအောင်ဆွဲတတ်ဖို့လေ့ကျင့်ရတာနော်အဲ့တော့ဒီ၄တောင်ကြီးကဘာလို့ဆွဲတာလဲကျွန်တော်တို့အဝိုင်းကိုဆွဲဖို့အတွက်နော်မြင်းတွေကိုဆက်လိုက်ပြီဆိုရင်ဒီပုံတရံပေါ့နော်ပုံတရံရသွားတယ်၄တောင်မြင်းမတ်ရဲ့မြင်းလဲရဲ့ပေါင်ပြီးတော့ဆက်လိုက်တဲ့အခါမှာ၄တောင်ပုံတရံလေးရသွားတယ်ဒီလိုတောင်၄တောင်ကိုပုံတရံလို့ခေါ်သွားပြီသူ့ကိုမြင်းလို့တော့မခေါ်တော့နော်အဲ့တော့အဲ့မှာကျွန်တော်တို့အလျားမြင်းနဲ့ဒေါင်လိုက်မြင်းကိုပြန်ပြီးတော့ပေါင်းလိုက်တယ်ပြီးရင်မြင်းဆောင်တွေပေါင်းချစ်လိုက်တယ်အဲ့ဒီထဲမှာဘာကိုလောက်တာလဲဆိုတော့ကျွန်တော်ဆက်ဝိုင်းတွေတွားရေးတဲ့အခါမှာကိုယ့်ရဲ့အဝိုင်းလေးတွေကိုလိုချင်တဲ့ပုံတံရဖို့အတွက်ဒီအဝိုင်းလေးတွေဖန်တီးရတာဖြစ်တယ်နော်ဥပမာကျွန်တော်တို့တစ်သားအဝိုင်းလေးပေါ့တစ်သားအဝိုင်းလေးရဖို့အတွက်ကို၄တောင်လေးကိုအရင်ဖြတ်ရတယ်ပြီးမှကျွန်တော်တို့ဘေးနားလေးတွေတောင်လေးတွေကိုချိုးပေးလိုက်ရတယ်ဝိုင်းပေးလိုက်တယ်ပေါ့နော်အလဲကလေကျွန်တော်တို့ပိုင်းဖြတ်လိုက်ပြီဆက်ဝိုင်းရဲ့အလဲကလေပိုင်းဖြတ်လိုက်ရင်ဒီအပေါ်ပိုင်းကမြင်းခုံအောက်ကမြင်းခွက်ဒါတွေကဗာလဲမြင်းချောင်းတွေလေ့ကျင့်တာနော်မြင်းချောင်းဆိုတဲ့နေရာမှာဒါတွေဆွဲတတ်ဖို့အဝိုင်းတွေ၄တောင်တွေဒါတွေဆွဲတတ်ဖို့ဒါမြင်းခွက်ဆိုဒီလိုလေးတွေလေ့ကျင့်ကြရတာအခြေခံမှာနော်တင်နာမတက်ဘူးရတယ်တင်နာမတက်ဒါတွေလေ့ကျင့်ပြီးရင်ဒီမှာဒေါင်လိုက်မြင်းတွေအလဲရလိုက်မြင်းတွေနော်အဆောင်မြင်းတွေတွတ်လက်လက်ဖြောင်းဖြောင်းဆင်းဆင်းကိုလိုချင်တဲ့အစိုက်ပုံတံအဲ့ဒါတွေကိုဆွဲနိုင်ဖို့အတွက်ကျွန်တော်တို့ကဒီမြင်းဖြောင်းတွေမြင်းကွေးတွေများစွာလေ့ကျင့်ရတာအဲ့ဒါဘာလို့လဲဆိုဒီမြင်းတွေဆွဲဖို့မဟုတ်ဘူးဒီပုံတံတွေဆွဲဖို့နော်ဒီ၄တောင်ကြီးကိုကျွန်တော်တို့ပိုင်းဖြတ်လိုက်ပြီးဒီမှာအရှိမစက်ဝိုင်းဆွဲပြတယ်အဲ့ဒီတိုင်းဒီပေါ်မှာဒါပါလဲဆိုတော့မြင်းခုံးလေးကဲတွေ့လားမြင်းခုံးလေးဒီအောက်မှာပါလဲဒီမှာမြင်းခွက်ကလေးမြင်းခုံးနဲ့မြင်းခွက်နဲ့ပေါင်းလိုက်ရင်ဘာရလဲစက်ဝိုင်းရသွားတယ်ကဲအပေါ်မှာ3ကန်အလယ်မှာ၄တောင်အောက်မှာအဝိုင်းအဲ့ဒီဒါဆိုရှိတ်3ခုပေါင်းဆက်တာကဲအဲ့ဒီရှိတ်3ခုပေါင်းဆက်တာဒီကရှိတ်ဆိုတာအရင်ဆုံးပုံဖော်လိုက်တာနော်ကျွန်တော်သူ့အပေါ်မှာဒီစက်ဝိုင်းလေးတစ်ခုပြန်ရှိမယ်စက်ဝိုင်းလေးကဘာလို့လဲဒါလေးကကျွန်တော်အိုးလေးကိုဆွဲမှာအိုးကအလုံးလေးနော်အလုံးလေးဖြစ်နေတဲ့အတွက်အဝိုင်းလေးဆွဲရမှာ၄တောင်ကြီးသွားဆွဲရင်အိုးကအလုံးမဟုတ်တော့ဘူးနော်ဒီမှာဗာလေးရှိမှလဲဆိုတော့ဒီတရိကန်အဆောင်နေရာလေးကဗာလေးလဲဆိုအောက်ကိုစောင်းချလာတဲ့လေပင်လေးနော်ဒီနေရာမှာကျွန်တော်ပကံလုံးလေးတွေလည်းဆွဲလို့ရတယ်
နော်ဒီမှာတက်လေးလာတာ level လေးအဲ့လေးပြီးတော့ဒီမှာwhite လေးတွေနော် white ဖို့အတွက်ခုံးဖို့အတွက်ကျွန်တော်တို့ကမြေးဖြောင်းကိုအရင်ဆုံးတားလိုက်တာအဲ့တော့မှသူကခုံးလို့ရတယ်ခွက်လို့ရတယ်မြေးဖြောင်းကိုယူပြီးမှသူ့ရဲ့ဘေးကလေကတ်ပြီးတော့ခုံးတယ်ခွက်တယ်ဖောင်းတယ်ပိန်တယ်ဒါလေးတွေဆွဲသွားတာဟုတ်ပြီနော်ဒီအောက်မှာဆိုရင်ကျွန်တော်တို့ဆက်ဝိုင်းပေါ့ဆက်ဝိုင်းကဘာလို့လဲအိုးရဲ့အဝအကျဲအဲ့တော့ဒီအိုးကြီးကပြားနေတာလားမဟုတ်ဘူးအိုးဆိုတာရေအိုးလည်းပြဥပမာနေတဲ့ရေပုံးပဲရေအိုးပဲထားပါစို့နော်ကဲအိုးကဝိုင်းဝိုင်းကြီးဗျာအဲ့ဒါဆိုတော့အဝိုင်းဆိုတာကိုတီးအောင်အလုံးဆိုတာကိုတီးအောင်ကျွန်တော်တို့ကဒီဆက်ဝိုင်းမြင်းလေးတွေလိုက်ပြီးတော့ထည့်ပေးရတာနော်စာရွက်ကြီးကပုံမတရာမှာဝိုင်းလာတာမဟုတ်ဘူးကြွလာတာမဟုတ်ဖောင်းလာတာမဟုတ်ဘူးเนาะကျွန်တော်တို့ဒီမြင်းချောင်းလေးတွေနဲ့ကြီးရှုတဲ့သူတွေကိုယ့်ရဲ့ပကြီးကားကိုကြီးရှုတဲ့သူတွေကိုဖန်တီးတဲ့ကိုကတခါတဲ့အလုံးတွေအပြားတွေခြိုက်နေခွက်တယ်တွေသိဖို့အတွက်ကိုဒီမြင်းလေးတွေနဲ့ပုံဖော်သွားတာအဲ့ဒါကြောင့်ကျွန်တော်တို့ကဒီမြင်းတွေကိုပိုင်နိုင်လေ့ကျင့်ခိုင်းတာအဲ့တော့မြင်းတွေကိုမလေ့ကျင့်ချင်ဘူးမြင်းကမြင်းချောင်းတွေကြီးထိုင်ဆွဲဖို့မဟုတ်ဘူးအခုလိုပုံတရံလေးတွေဆွဲဖို့ဒါဥပမာအနေနဲ့အိုးပဲပြောတာအုတ်ခွက်ပကံတွေအကုန်လုံးအသေးတန်တွေအကုန်လုံးလူပုံတွေကစပြီးတော့ဒီမြင်းတွေနဲ့ပဲပုံဖော်သွားတာဖြစ်တဲ့အတွက်ဘာပဲစားဒီမြင်းချောင်းတွေကိုပဲစားပါပိုင်နိုင်ဖြောင်းအောင်ကိုေးအောင်ဆွဲတတ်ဖို့လိုအပ်ပါတယ်ဒီလိုအခြေခံတွေကိုစနစ်တကျတင်ခြင်းနဲ့တစ်ဆင့်ချင်းတင်ကြားခြင်းနဲ့ဆိုရင်ခဲပကြီး MMC Facebook page ရဲ့ Messenger မှာတင်အပ်နိုင်လို့ရပါတယ်2လပိုင်း10ရက်နေ့မှာ62ကြိမ်မြောက်အတန်းတစ်ကိုစမှာပါကျွန်တော်တစ်လတစ်ကြိမ်စလာတာအခုဆိုရင်62ကြိမ်ရှိပါပြီဆိုတော့ကျွန်တော်တို့အခြေခံကနေစပြီးတော့ဒီနောက်ကကြီးခဝေးတင်တယ်လို့မျိုးစနစ်တကျနဲ့အခြေခံလေးပြီးတော့ပုံတပုံကိုဘလို့ဆွဲရမလဲဆိုတဲ့ပုံဆွဲနည်းတင်တန်းဖြစ်ပါတယ်ဘယ်ပုံပါလားဟိုပုံပါလားဒီပုံပါလားဆိုပြီးတော့မဟုတ်ဘူးကဘာပေါ်မှာရှိတဲ့ပုံအားလုံးကိုမြင်လိုက်တာနဲ့ကိုကဘေးပုံကိုဘလို့ဆွဲရမယ်ဆိုတဲ့နည်းစနစ်တွေကို online ကနေသင်ကြားပေးမှာဖြစ်ပါတယ်တက်မဲ့သူများက Cavity MMC Facebook page ရဲ့ Messenger မှာ MMC ဟုစာပို့ပြီးတော့တင်တန်းအပ်နိုင်လို့ရပါပြီခင်ဗျာကျေးဇူးတင်ပါတယ်